မင်္ဂလာပါဒီနေ့ကျွန်တော်က online business စတင်သူတွေအတွက်လုပ်ဆောင်ရမယ့်အချက်၅ချက်ကိုကျွန်တော်ဒီနေ့လာပြီးမျှဝေပေးချင်ပါတယ်ဗီဒီယိုလေးစုံအောင်ကြည့်သွားပြီเนาะပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က niche သတ်မှတ်ရမယ်เนาะကိုဘာရောင်းခြင်းလဲဘယ်သူကိုရောင်းခြင်းလဲဆိုတော့ကိုယ်တိုင်သိသိချာချာသိရမယ်အဲ့လို niche ကိုရွေးပြီးတော့ကျွန်တော်တို့စတင်ရမယ်เนาะ online business မှာနောက်တစ်ချက်က personal branding ကကြတော့ကျွန်တော်တို့ကသုံးနေတဲ့ social media platform တွေဖြစ်တဲ့ social media profile တွေကျွန်တော်တို့ရဲ့ TikTok account တွေ Facebook account တွေကျွန်တော်တို့ရဲ့ဒီ profile တွေကိုထိုင်မအောင်တည်တတ်အောင်ကျွန်တော်တည်တည်ချာချာပြင်ဆင်ရမယ်เนาะစနစ်ကြပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့က system စနစ်ကြတယ်ကိုယ်တိုင်အမြဲတမ်းပင်ပန်းလုပ်เสียမလို့ပဲねကျွန်တော်တို့အခုခေတ်မှာပေါ်နေတဲ့ tool တွေ system တွေ link တွေပြီးတော့ automatic စနစ်တွေကိုသုံးတတ်အောင်ကျွန်တော်တို့ကလေ့လာရမယ်သုံးရမယ်เนาะအဲ့လိုစနစ်တကျလုပ်နိုင်ရမယ်ပြီးတော့နောက်တစ်ချက်က content ဖန်တီးခြင်းလူတွေအတွက်အကျိုးရှိမဲ့ကျွန်တော်တို့ဗီဒီယိုတွေပြီးတော့စာသားတွေ post တွေအဲ့ဒါတွေကိုပုံမှန်ကျွန်တော်တို့တင်ပေးရမှာเนาะကျွန်တော်တို့ရဲ့ social media profile တွေ platform တွေမှာအမြဲတမ်းတင်ပေးရမယ်လူတွေအတွက်အကျိုးရှိရမယ် value ဖြစ်ရမယ်เนาะပြီးတော့နောက်တစ်ချက်ကဇွဲရှိရမယ်ကျွန်တော်တို့ကရလက်ထွက်လာတဲ့အထိကျွန်တော်တို့ကနေ့စဉ်မပြတ်အဆက်မပြတ်ကျွန်တော်တို့လှုပ်ဆောင်နိုင်ရမယ်ဒါဆိုရင် online business ကိုကျွန်တော်တို့ရေရှည်လဲလုပ်ကိုင်လို့ရတယ်ပြီးတော့စတင်လို့လည်းရပြီเนาะတကယ်တော့ online business ကဘာကိုအဓိကအခြေခံလဲဆိုရင်သူကမှန်ကန်တဲ့စနစ် system ကိုအသုံးပြုပြီးတော့ကျွန်တော်ယုံကြည်မှု trust ရအောင်ကျွန်တော်တို့စဉ်ဆက်မပြတ်ကျွန်တော်တို့လှုပ်ဆောင်ရတာเนาะဒါဆိုရင် online business ကိုစတင်လို့ရပါပြီအားလုံးအဆင်ပြေကြပါစေ